ဒီစကားရဲ့နာမည်ကတော့ Hidden Factory ပဲဖြစ်ပါတယ်ဒီစကားကို US ကနေ2016ခုနှစ်ကထုတ်လွှင့်ထားတဲ့ Drama History စကားအမျိုးအစားပဲဖြစ်ပါတယ်ဒီစကားဟာဆိုရင် NASA ကအာကာသယာဉ်ပြန်ကိုကမ္ဘာအပြင်ကိုရောက်နိုင်အောင်ပထမဆုံးကြိုးစားခဲ့တဲ့ဖြစ်ရမှန်စကားဖြစ်တယ်လို့ဒီစကားအဖြစ်အမှန်ဇာတ်ကြောင့်ကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီးတော့ဇာတ်ကားထဲမှာပါဝင်ထားတဲ့ cast တွေရဲ့သရုပ်ဆောင်ချက်တွေကြောင့်တော်တော်လေးကိုအသက်ဝင်ပြီးတော့ကြည်လို့ကောင်းတဲ့ဇာတ်ကားတစ်ခါပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Global Movie Series Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်ပြုလုပ်ပေးမယ့်ဇာတ်ကားကတော့မကြည့်ရသေးဘူးဆိုရင်လူတိုင်းဖြစ်အောင်ကြည့်ကိုကြည်သိတဲ့ဇာတ်ကားတစ်ခါကိုကျွန်တော်ပြုလုပ်ပေးပါမယ်ဒီစကားဟာဆိုရင် NASA ကအာကာသယာဉ်ပြန်ကိုကမ္ဘာအပြင်ကိုရောက်နိုင်အောင်ပထမဆုံးကြိုးစားခဲ့တဲ့ဖြစ်ရမှန်ဇာတ်ကားဖြစ်တယ်လို့ဘဝတဲလန့်အတွက်ကြိုးစားရှင်သူတွေအတွက်လည်းစိတ်ဓာတ်ခွန်အားပေးမဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းပုံမှန်ပါလိမ့်မယ်ဒီစကားဟာဆိုရင်1958 1962ခုနှစ်ကြားချိန်နီခရိုလူမဲတွေကိုလူမျိုးရေးခွဲခြားပုံအနှိမ်ခံရပုံတွေကိုရိုက်ကူးထားပြီးတော့ NASA မှာသူတို့လူမဲတွေရဲ့အနှိမ်ခံဘဝကနေကြိုးစားမှုကြောင့်အာကာသယာဉ်ကိုကမ္ဘာအပြင်မှာပါနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပုံတွေအကြောင်းကိုဖြစ်ရမှန်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားရဲ့နာမည်ကတော့ Hidden Factory ပဲဖြစ်ပါတယ်ဒီဇာတ်ကားကို US ကနေ2016ခုနှစ်ကထုတ်လွှင့်ထားတဲ့Drama History စကားအမျိုးအစားပဲဖြစ်ပါတယ် IMDb ဆိုလဲ 7.8 ထိကိုရရှိထားတာဖြစ်ပြီးတော့ Metacritic ဆိုရင်လည်း 93% အထိကိုရရှိထားတာပါအဲ့ဒီ rating တွေကိုကြည့်မယ်ဆိုရင်ဘယ်လောက်ထိအောင်မြင်ခဲ့တဲ့ဇာတ်ကားတကားလဲဆိုတာကျွန်တော်ပြောနေစရာတော့မလိုတော့ပါဘူးအောင်မြင်မှုပိုင်းမှာပြောရမယ်ဆိုရင်လည်းစူပေါင်းများစွာရရှိခဲ့ပြီးတော့အောင်မြင်မှုကြီးကြီးမားမားရခဲ့တဲ့ဇာတ်ကားတကားပါဒီဇာတ်ကားကတော့လူတိုင်းကြည့်ကိုကြည်သိတဲ့ဇာတ်ကားထဲမှာပါပါတယ်ဒီစကားကိုကြည့်ရင်စိတ်ဓာတ်ခွန်အားတွေဘဝအတွက်သင်ခန်းစာတွေကိုတော့သိနိုင်မြင်နိုင်အောင်ဖော်ပြထားတဲ့ဇာတ်ကားတစ်ကားပါမကြည့်ရသေးရင်တော့စဉ်းစားနေပဲအခုပဲကြည့်လိုက်ဖို့ကျွန်တော်ကတော့တိုက်တွန်းနေပါတယ်တကယ်ကိုကြည့်ရင်လည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ကိုယ့်အတွက်စိတ်ဓာတ်ခွန်အားတွေပါပေးနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်လာမှာတော့အမှန်ပါပဲအဲ့ဒါဆိုဒီဇာတ်ကားထဲမှာပါဝင်ထားတဲ့ cast တွေအကြောင်းပြောလိုက်အောင်ဒီဇာတ်ကားထဲမှာပါဝင်ထားတဲ့ cast တွေကတော့ Taraji P. Henson ကCatherine Goebel-Johnson ဆိုတဲ့ကာရီတာနဲ့ဖြစ်ရမှန်တိုင်းပါဝင်သရုပ်ဆောင်ထားပြီး Octavia Spencer နဲ့ Janelle Monáe တွေကလည်းဖြစ်ရမှန်တိုင်းပါဝင်အားပေးထားကြပါတယ်။သရုပ်ဆောင်ပိုင်းတွေမှာတော့တကယ်တခုကိုတော့စိတ်ပူစရာမလိုဘူးလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။သူတို့လူမဲအမျိုးသမီး3ယောက်ရဲ့စွမ်းဆောင်ရည်နဲ့ NASA မှာအာကာသယာဉ်ပနိုင်ဖို့အတွက်ကြိုးစားခဲ့ပုံကိုအဓိကရိုက်ကူးထားတာပါ။အဲ့ဒါဆိုကျွန်တော်တို့ဇာတ်လမ်းပုံစံကိုပြောလိုက်ရအောင်။ဒီဇာတ်ကားထဲမှာတော့ Catherine ဟာငငယ်တဲ့ကစာရန်တော်ပြီးတေချာမှာထူးချွန်လို့သူတက်နေတဲ့ကျောင်းကားတောင်ထောက်ပံ့ပေးပြီးအကောင်းဆုံးကျောင်းကိုပြောင်းရွှေ့ဖို့ကူညီပေးကြတာပါအဲ့ဒါနဲ့ကာသရင်ကြည်လာတဲ့အချိန်ရောက်တော့ကာသရင်တို့တငယ်ချင်း3ယောက်ဟာ NASA မှာအလုပ်ရနေပါပြီသူတို့ဟာ NASA မှာအလုပ်ရနေပြီဆိုပေမဲ့လူအားမယူသုံးတဲ့လူသုံးပုံစံမျိုးတွေပါလူမဲတွေဖြစ်နေလို့သူတို့ဘယ်လောက်တော်အခွင့်အရေးမရတဲ့အခြေအနေနဲ့ဖြတ်သန်းနေရတာပါအိမ်သားဆိုရင်လည်းလူမဲတွေအတွက်တီးတန်းလောက်ထားတဲ့အိမ်သားမှပဲတက်ခွင့်ရတာပါကော်ဖီခွဲဆိုရင်လည်းသူတို့အတွက်ခွဲတီးတန်းဆဲတီးတန်းနဲ့ကိုတောက်ရတာပါသူတို့ကော်ဖီဆဲမှာသွားတောင်းမိရင်သံဆောင်စားတယောက်ကလာယူတောက်တဲ့အကြည့်နဲ့ကိုအကြည့်ခံရတဲ့အခြေအနေထိပါအဲ့လိုတော်တော်လေးကိုအနှိမ်ခါခွဲခြားဆက်ဆံခံရပြီးတော့သူတို့ဘဝကိုရှောင်လန်းနေကြရတာပါကျွန်တော်ဇာတ်လမ်းပုံစံကိုတော့ဒီလောက်ပဲပြောလိုက်ပါတော့မယ်အဲ့ဒါမှခင်ဗျားတို့ကြည့်တဲ့အခါဇာတ်လမ်းမပေါ်သွားပဲနဲ့စိတ်ဝင်စားဖို့ကောင်းအောင်ကြည့်ရမှာဖြစ်လို့ပါအဲ့ဒီမှာသူတို့အနှိမ်ခံဘဝနဲ့ NASA မှာသူတို့အရေးရှင်အတိမပြုခံရပြီးလေးစားသွားကြတဲ့အထိဘလို့တော့ကြိုးစားခဲ့ရတာလဲဆိုတာကိုဒီစကားမှာအဆုံးထိကြည့်လိုက်ကြပါ
ဒီစကားဟာဖြစ်အမှန်ဇာတ်ကြောင့်ကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီးတော့ဇာတ်ကားထဲမှာပါဝင်ထားတဲ့ cast တွေရဲ့သရုပ်ဆောင်ချက်တွေကြောင့်တော်တော်လေးကိုအသက်ဝင်ပြီးတော့ကြည်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါကျွန်တော်ဆိုသူတို့ရဲ့နှင်ခံပေါ်အကိုကြည်ရင်းနဲ့ကိုဝမ်းနေမိတာပါမကြည်ရသေးရင်တော့ဖြစ်အောင်ကြည်လိုက်ပါအရှိန်ကုန်တန်တန်စင်မဲ့ဇာတ်ကားကောင်းတစ်ကောင်ဖြစ်ရမယ်လို့ကျွန်တော်ကတော့အာမခံပါတယ်ဇာတ်ကား link ကိုတော့ကျွန်တော် comment မှာ share ပေးထားပါမယ်အဲ့ဒါဆိုကျွန်တော်ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာနောက်ထပ်ဇာတ်လမ်းကောင်းတွေနဲ့ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်